အားလုံးပဲမင်္ဂလာပါဒီစကားလုံးတွေကအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါเนาะဒီနေ့ဒီစကားလုံးတွေကိုဘယ်နားလေးမှာအတန်ကိုဖိပြီးတော့မှထွက်ရမလဲဆိုတာကိုအတူတူလေ့ကျင့်ကြည့်ကြမယ်ပထမအဆုံးစလုံးလေးကတော့ photo ရှေ့ဆုံး syllable မှာအတန်ကိုဖိပြီးတော့မှထွက်ပါတယ်လိုက်ပြောကြည့်ပါအောင် photo ဒုတိယတစ်ခုက photograph ဒါဆိုရင်ဓာတ်ပုံရိုက်တဲ့လူကို photographer လို့ပြောမလားမဟုတ်ဘူးเนาะ photographer သူကကြတော့ဒုတိယ syllable မှာအတန်ကိုဖိပြီးတော့မှထွက်တယ် photographer စတုတ္ထတစ်ခုကတော့ photography နောက်ဆုံးစလုံးလေးကတော့ photographic အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်เนาะ